မစ်လိန်မှာစိုးသွမ်းနေပြီးတော့လေကင်းရောက်ရင်လေပွဲကိုကယ်ရီပေးနိုင်တဲ့ကီမီကော်လက်တာစကင်ကလာမယ့်ဂျွန်လ၁ရက်နေ့မှာထွက်ရှိလာတော့မှာပါသူစကင်ပုံစံက spaceship တင်တဲ့အာကာသတွေကသူရဲကောင်းပုံစံထုတ်ထားတာဖြစ်ပြီးတော့ကော်လက်တာစကင်ဆိုတဲ့အတိုင်းပဲ scale effect တွေကလည်းပဲအရန်အောင်မှမိလိုက်ပါရီ basic attack နဲ့ပြစ်လိုက်တဲ့အချိန်မှာ enemy ကိုထိတဲ့ effect ကြီးကလျှက်စီးတစ်ဖြက်ဖြက်နဲ့အရန်အောင်မိုက်ပါရီ scale 1နဲ့လီဘော်ပြန်ပြီးလှမ်းပစ်တဲ့ effect ကိုအမိုက်စားပြုတ်လို့ပေးထားပြီးတော့ scale 2နဲ့တွန်းထုတ်တဲ့အလုံးယူလည်း scale နဲ့လိုက်အောင်လို့ပြုတ်လို့ပေးထားပါရီအဲ့ဒီမိတ်သုံးလိုက်တဲ့အခါမှာလဲပဲ enemy တွေကိုဖန်လုံးကြီးတွေကိုထည့်လိုက်ပြီးတော့အထဲမှာ spaceship တွေကဝိုင်းပြီးတော့ပြစ်ခတ်ကြကြီးကတကယ်ကိုမိုက်စားကြီးပါ Gaming Collector Skin နဲ့အတူတူပြန်လာမဲ့ Collector Skin တွေကတော့ Florine, Cyclops, Sun နဲ့ Benedetta တို့ပါဝင်လာမှာဖြစ်ပြီးတော့ Lucky Box Skin အနေနဲ့ဆိုလို့ရှိရင်လေ Hayabusa, Johnson နဲ့ Freya Skin တို့ပြန်ပါလာဦးမှာဖြစ်ပါတယ်အသစ်ထွက်လာတဲ့ Gaming Collector Skin ကိုယူမယ်ဆိုလို့ရှိရင်တော့ Coin 920နဲ့လဲရမှာဖြစ်ပြီးတော့ Old Collector Skin တွေကိုတော့ Coin 800နဲ့လဲရမှာပါ Lucky Box Skin တွေကိုတော့ Coin 640နဲ့လဲလို့ရပါလိမ့်မယ်Even လာချင်းတန်းဖောက်မယ်ဆိုလို့ရှိရင်တော့ New Collector ဆိုလို့ရှိရင် Diamond 2850နဲ့ Ticket set တစ်ခု Old Collector ဆိုလို့ရှိရင် Diamond 3350နဲ့ Ticket set တစ်ခုကုန်ကြမှာဖြစ်ပြီးတော့ Lucky Box Skin ဆိုလို့ရှိရင် Diamond 2500နဲ့ Ticket set တစ်ခုကုန်ပါလိမ့်မယ်ဈေးသက်တောင်လို့ Daily Discount နဲ့ဖောက်မယ်ဆိုလို့ရှိရင်တော့ New Collector ကို Diamond 2100နဲ့ Ticket set တစ်ခု Old Collector ဆိုလို့ရှိရင် Diamond 2650နဲ့ Ticket set တစ်ခုပဲကုန်ကြပါလိမ့်မယ် Lucky Box Skin ကိုတော့ Diamond 1950နဲ့ Ticket set တစ်ခုကုန်ကြပါမယ်ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ Mobile Legends နဲ့ပတ်သက်တဲ့ Diamond တွေကို AMD Game Shop မှာယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ်